ဘာကြောင့် Apple တို့ Google တို့လိုကုမ္ပဏီကြီးတွေနဲ့မကပဲအောင်မြင်တဲ့လူပုဂ္ဂိုလ်တိုင်းကျင့်သုံးနေတဲ့နည်းလမ်းတစ်ခုရှိပါတယ်။ဒါကတော့ SWOT analysis ပါပဲ။သင်ဟာစီးပွားရေးလုပ်နေသူပဲဖြစ်ဖြစ်ကျောင်းသားတစ်ယောက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ဘဝကိုဒီထက်ပိုကောင်းအောင်လုပ်ချင်သူပဲဖြစ်ဖြစ် SWOT ကိုနားလည်ထားဖို့လိုအပ်ပါတယ်။ SWOT ဆိုတဲ့စကားလုံးလေးလုံးရဲ့အဓိပ္ပာယ်ကတော့ strength ဆိုတဲ့အားသာချက် weakness ဆိုတဲ့ကိုယ့်ရဲ့အားနည်းချက် opportunity ဆိုတဲ့ကိုယ့်ရှေ့ကအခွင့်အလမ်းတွေ threat ဆိုတဲ့ကိုယ့်ကိုနှောက်ယှက်မဲ့အန္တရာယ်ဒါမှမဟုတ်အခက်အခဲတွေပဲဖြစ်ပါတယ်။ဒီနေရာမှာ S နဲ့ W ကကိုယ့်ရဲ့အတွင်းပိုင်း internet အချက်အလက်တွေဖြစ်ပြီးတော့ O နဲ့ T ကတော့ကိုယ့်အပြင်ဘက်ကပတ်ဝန်းကျင် external အချက်အလက်တွေပဲဖြစ်ပါတယ်။နံပါတ်1 strength အားသာချက်ကိုရှာပါကိုယ့်ကိုမေးကြည့်ပါငါဘာကိုတခြားသူထက်ပိုတော်နေလဲငါမှာဘလို့ထူးခြားတဲ့အရေးချင်းဒါမှမဟုတ်အရေးအမြစ်တွေရှိလဲအောင်မြင်တဲ့သူတွေဟာသူတို့ရဲ့ strength ကိုတီးပြီးအဲ့ဒါကိုအစွမ်းကိုအသုံးချကြပါတယ်နံပါတ်2 weakness အားနည်းချက်ကိုဝန်ခံပါဒါကတော့အခက်ဆုံးအပိုင်းပါပဲကိုယ့်ရဲ့အားနည်းချက်ကိုရိုးရိုးသားသားခြိုက်ရေးပါအချိန်စီမံခန့်ခွဲမှုညံ့လာလားနည်းပညာအားနည်းတာလားအားနည်းချက်ကိုသိမှဒါကိုဘယ်လိုပြုပြင်ရမလဲဒါမှမဟုတ်ဘဒုစီကအကူအညီယူမလဲဆိုတာကိုဆုံးဖြတ်လို့ရမှာပါနံပါတ်3 opportunity အခွင့်အလမ်းတွေကိုအရှာယူပါပတ်ဝန်းကျင်မှာဘယ်လိုအပြောင်းလဲတွေရှိနေလဲကိုယ့်ရဲ့အရေးချင်းတွေနဲ့ကိုက်ညီမဲ့အခွင့်အရေးအသစ်တွေရှိတာဥပမာအခုခေတ်မှာ AI ခေတ်စားလာတာဟာနည်းပညာလေ့လာသူတွေအတွက်အခွင့်အလမ်းတစ်ခုပါပဲနံပါတ်4 threat ဆိုတဲ့အနေရကိုကြုံမြင်ပါကိုယ့်ကိုဘယ်အရာကတားဆီးနိုင်လဲပြိုင်ဘက်တွေလားကုန်စည်နှုန်းလားအဲ့ဒါကိုကြုံမြင်ထားမှဒါအခက်အခဲကြုံလာတဲ့အခါအသစ်ဖြစ်နေပါဘာဖြစ်လို့အောင်မြင်သူတွေကဒါကိုသုံးလဲဆိုတော့သူတို့ကကံကိုမယုံမဲ့စီမံချက်ကိုရှုံလို့ပါ SWOT analysis လုပ်တာနဲ့သင်ဟာကိုယ့်ရဲ့အားသာချက်ကိုသုံးပြီးအခွင့်အလမ်းကိုဖန်ဆုပ်နိုင်တယ်လို့အားနည်းချက်ကိုပြုပြင်ပြီးအနေရတွေကိုရှောင်ရှားထားနိုင်မှာဖြစ်ပါတယ်ဒါဟာဝေဝါးနေတဲ့အတွေးတွေကိုတိကျတဲ့လှုပ်ဆောင်ချက် action plan အဖြစ်ပြောင်းလဲပေးလိုက်တာပါကဲဒါဆိုရင်တော့အခုပဲ science တရက်ကိုထုတ်ပြီးသင်ရဲ့ SWOT ကိုခြိုက်ရည်ကြည့်ပါဒါဟာသင်ရဲ့အောင်မြင်မှုခရီးစဉ်အတွက်ပထမဆုံးနဲ့အရေးကြီးဆုံးခြေလှမ်းဖြစ်ပါလိမ့်မယ်နော်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်